မင်္ဂလာပါကျွန်တော်ရဲ့ Listen Me မြန်မာ Audiobook Channel မှာကြိုဆိုပါရစေအခု James Hutton ရဲ့ Lost Horizon ကိုမောင်ထုံးသူဘာသာပြန်ထားတဲ့ရှန်ဂီလာဆိုတဲ့ဝတ္ထုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခန်းစားနားဆင်ပေးပါအောင်ခင်ဗျမီးတငွေငွေလောင်လျက်ရှိသောဆေးပြင်းလိမ်များသည်ဖြည်းဖြည်းချင်းတိုးလိုက်လာလျက်ရှိသည်ကျွန်တော်တို့လူစုသည်တဦးနှင့်တဦးကြားတွင်အမှားမရှိအောင်စကားကိုအထူးသတိထား၍ထိမ့်ထိမ့်သိမ့်သိမ့်ပြောလျက်ရှိကြ၏ကျောင်းနေပတ်တငယ်ချင်းများသည်ယခုကဲ့သို့အသက်အရွယ်ကြီးကမှပြန်လည်ဆုံးမိကြသည့်အခါအများအပြားတဦးနှင့်တဦးအတွေးခေါ်အယူဆခြင်းမတူညီပဲရှိတတ်ကြသည်ထိုအခါတွင်တဦးနှင့်တဦးကြား၌အထင်မြင်လွဲမှားမှုကလေးများရှိလာတတ်သည်ယင်းအထင်မြင်လွဲမှားမှုများကိုအကြောင်းပြုကာတဦးပေါ်တဦးအတင်ကြကလေးများရှိလာတတ်၏အတင်ကြကလေးများရှိလာသည်ဆိုလျင်ပင်တယောက်ကိုတယောက်စိတ်ထိခိုက်နာကြည့်အောင်လုပ်တယ်လို့ဖြစ်လာတတ်လေသည်ကျွန်တော်တို့အနေဖြင့်ဤအဖြစ်မျိုးမရောက်လို့ပါထို့ကြောင့်လည်းဤဖြစ်မျိုးမရောက်ရလေအောင်စကားကိုတတ်နိုင်သမျှထိန်ပြီးပြောနေကြခြင်းဖြစ်သည်ကျွန်တော်တို့လူစုတွင်ရူသာဖို့သည်ဝတ္ထုများရေးသောအလုပ်ဖြင့်အတန်မွေးလျက်ရှိသည်ဝိုင်းလင်းကတော့တန်ယုံတွင်းဝင်တူဘဝသို့ရောက်နေလေပြီကျွန်တော်တို့လူစုယခုလိုစုံမိနေခြင်းမှာလည်းအတွင်းဝင်ဝိုင်းလင်းကဘာလင်မြို့တော်၏ Temple House ဘူတာကြီးရှိဟိုတယ်သို့ဖိတ်၍ညစာကျွေးခြင်းကြောင့်ဖြစ်သည်တိတ်ပြီးစိတ်လိုလက်ရနှင့်ပြုလုပ်သောညစာဆော်ပွဲတော့ဟုတ်ဟန်မတူပါသို့တော်လည်းဝိုင်းလင်းသည်ယခုလိုအခန့်ပွဲမျိုးအမြောင်များနှင့်မကြာခဏကြုံခဲ့ဆုံခဲ့ရဘူးသောတန်တမန်တူဖြစ်သည့်အားလျော်စွာသူ့ဘက်မှဝတရားမပြတ်အောင်အဝတ်ကြေပွန်စွာဖြင့်အခန့်လျက်ရှိ၏တကယ်တော့လည်းကျွန်တော်တို့ယခုကဲ့သို့ထမင်းလက်ဆောင်စားခွင့်ကြုံလာရခြင်းမှာနိုင်ငံခြားတိုင်းပြည်တစ်ပြည်မြို့တော်တစ်ခုအတွင်း၌ယခုချိန်ထိလူမျိုးကြီးများဘဝဖြင့်အယိုးထုတ်နေကြသောကျောင်းနေပတ်အင်္ဂလိပ်လူမျိုး3ဦးအမတ်မထင်ဆုံးမိကြခြင်းတည်ဟုသောအချက်ကြောင့်သာလျှင်ဖြစ်မိထင်ပါသည်ကျွန်တော်မှတ်မိသလောက်ဆိုလျင်ဝိုင်းလင်းသည်ခက်ငယ်ငယ်ကလေးကမဆိုသလောက်လေးဟန်ကြီးပန်ကြီးလှုပ်ချင်တတ်သောညင်ရှိခဲ့သည်ဖြစ်ရာထိုညင်သည်ယခုအချိန်ထိမပြောက်သေးဟုပင်ကျွန်တော်ကောက်ချက်ချမိသည်အထူးသဖြင့်ယခုလိုထူးချွန်သူများဘရင်မင်းမြတ်ကချီးမြှင့်သော MVO ပွဲမျိုးရထားသည့်အတွင်းဝင်တဦးအနေဖြင့်ထိုညင်သည်တိုး၍ပင်တည်တံ့ခိုင်မြဲလာဝယ်ရာရှိသည်ဟုပင်ကျွန်တော်ယူဆမိ၏အမှန်တိုင်းဝန်ခံရမည်ဆိုပါကကျွန်တော်ဒီ Rutherford ကိုပို၍ခင်သည်သူသည်ကျောင်းသားဘဝကအယူပေါ်အရေးတင်များပိန်သူဖြစ်သည်လူပိန်တလောက်ဉာဏ်ပညာကြတော့ထက်မြက်သူဖြစ်၏သူသည်ကျွန်တော်၏အနိုင်ထက်ပြုမှုနှင့်ကူညီဆောင်ရှောက်မှုကိုတလဲစီခံယူလာခဲ့သူဖြစ်လေသည်အခုကြတော့လေသူဒီဟိုတုန်းကလိုမပိန်တော့ပုံပန်းကလည်းရခင်ကထက်ရင်းချက်တည်ငြိမ်လာသည့်အတွင်ဆောင်လျက်ရှိသည်သူ့ကိုကြည်ရသည်မှာကျွန်တော်တို့နှစ်ဦးထက်ပို၍ဝင်ငွေကောင်းနေုံများမှာကကျွန်တော်တို့ဘဝထက်သူ့ဘဝကပို၍စိတ်ဝင်စားဖွယ်ရာကောင်းနေပုံလည်းရ၏တမူထူးခြားနေသောသူ့အခြေအနေကိုကြည့်၍ဝိုင်းလင်းရောကျွန်တော်ပါမနာလိုစိတ်ပင်ဖြစ်မိကြလေသည်မိတို့ပင်ဖြစ်စေထိုနေ့ညနေခင်းသည်ပြင်းညီးငွေးစရာတော့မကောင်းပါဥရောပအလဲပိုင်းရှိဒေတာတီးတီးမှဒဇင်းပြီးဒဇင်းပြန်တန်းဝင်ရောက်လာနေကြသောဂျာမန်လက်ဖ်တန်ဆာလေကြောင်းကုမ္ပဏီမှလေယာဉ်ကြီးများလေဆိပ်သို့ဆင်းသက်ရန်နာနေကြသည့်မြင်ကွင်းသည်ကျွန်တော်တို့အဖို့အလွန်ကြည့်၍ကောင်းသောမြင်ကွင်းတစ်ရပ်ဖြစ်သည်မိုးဆုပ်ဆုပ်ချုပ်၍မီးများလင်းလာသည့်အခါထိုမြင်ကွင်းသည်ပို၍ဇက်ဆန်ကပို၍လှလာသည်စိုက်လာသည်များလေယာဉ်များထဲမှတစည်းသည်အင်္ဂလိပ်လေယာဉ်ဖြစ်သည်ထိုလေယာဉ်မှလေယာဉ်မှုသည်လေယာဉ်မှုဝစ်စုံအပြည့်နှင့်ကျွန်တော်တို့စပွဲရှိမှဖြတ်သွားသည်သူသည်ဝိုင်းလင်းရာတစ်ချက်လှမ်းကြည့်ပြီးအလေးပြုသည်ပထမတော့ဝိုင်းလင်းသည်သူ့ကိုကောင်းစွာမှတ်မိပုံမရထိုခဏအတွင်းမှာပင်လေရင်မှုကိုလှမ်း၍နှုတ်ဆက်တံများထွက်ပေါ်လာသည်ကျွန်တော်တို့ကလည်းသူ့ကိုကျွန်တော်တို့စပွဲ၌ဝင်ထိုင်ရန်ဖိတ်ကြသည်သူသည်ဖော်၍သောပျော်ပျော်နေတတ်သောလူငယ်တစ်ဦးဖြစ်၍နာမည်မှာစင်ဒါစ်ဖြစ်သည်လေရင်မှုဝစ်စုံအပြည့်ဝတ်ထားပြီးလေရင်မှုအုတ်ထုပ်ကိုစောင်းထားသည့်အခါများတွင်ဘယ်သူဘယ်ဝါအတိအကျခွဲ၍မတိတတ်သောသူ၏အလေးထားကိုပြောပြကဝိုင်းလင်းကတောင်းပန်စကားပြောသည်ထိုအခါစင်ဒါစ်ကရဲသည်အိုဟုတ်တာပေါ့ကျွန်တော်သိပါတယ်ကျွန်တော်ဘတ်စကူးမှာနေခဲ့ဘူးတယ်ဆိုတာမေ့မဖြစ်ပါနဲ့ဟုပြန်ပြောလေသည်သူစကားကြားသည့်အခါဝိုင်းလင်းကလည်းရဲသည်သို့တော်ဟဟပတော့မဟုတ်ပါထို့နောက်စကားလမ်းကြောင်းသည်အခြားအကြောင်းအရာများစီသို့ပြောင်းသွားသည်စင်ဒါစ်ရောက်လာသည့်အတွက်ကျွန်တော်တို့ဝိုင်းသည်ပို၍ပြောစရာကောင်းလာသည်ဖြစ်ရာကျွန်တော်တို့အားလုံးဘီယာကိုတော်တော်များများတောက်မိကြသည်ည10နာရီခန့်တွင်ဝိုင်းလင်းသည်ကျွန်တော်တို့အနီးမှဇဝဲတစ်လုံးစီသို့ကူးသွားကသူ့မိတ်ဆွေတဦးနှင့်စကားပြောနေသည်ရူသာဖို့ကစကားဆက်ပြတ်မသွားစေရန်ဟူသောရည်ရွယ်ချက်ဖြင့်စင်ဒါစာလန့်မိသည်ဒါနဲ့စကားမဆက်စောစောကခမရဘတ်စကူးအကြောင်းပြောတန်ကြားလိုက်တယ်အဲ့နေရာကိုကျွန်တော်နည်းနည်းပါးပါးသိတယ်
ခမရပြောလိုက်တဲ့ပုံကဟိုမှာတစ်ခုခုဖြစ်ခဲ့ဘူးတလို့ပဲဘာများဖြစ်ခဲ့လို့လဲစင်ဒါစ်ကပြုံးသည်အိုးစိတ်လှုပ်ရှားစရာကောင်းတဲ့အဖြစ်လေးတစ်ခုနဲ့ကြုံခဲ့ရတယ်ဆိုပါတော့ဗျာအဲ့ဒီတော့ကကျွန်တော်ကလေတက်မှာသူဒီကိစ္စတကူကိုလို့ဝက်ထားတတ်သည့်လူငယ်တဦးမဟုတ်ပါအဖြစ်ကဒီလိုဗျအာဖဂန်လူမျိုးတယောက်လား FDD လူမျိုးတယောက်လားဘယ်လူမျိုးလဲဆိုတာတော့အတိအကျမပြောတတ်ဘူးလူတယောက်ကကျွန်တော်တို့လေရင်တစည်းကိုမောင်းယူသွားတယ်ဘလောက်ဆိုတဲ့အဖြစ်တစ်ခုဆိုတာခင်ဗျာစဉ်းစားကြည့်ရင်သိမှာပါကျွန်တော်ကြားကူသမျှတွေထဲမှာတော့အတင်ရဲဆုံးလုပ်ရတစ်ခုပဲဒီငနေ့ကလေရင်မူးလာမဲ့လမ်းကနေပုံပြီးစောင်းနေတာလေရင်မူးလာတော့ရိုက်လဲပြီးဝစ်စုံတွေကိုချွတ်လဲသွားတယ်ပြီးတော့မှလေရင်စက္ကန့်နဲ့ဝင်သွားတာသူဝင်သွားတာကိုဘယ်သူမှမမြင်လိုက်ကြဘူးလေရင်အထွက်မှာအချက်ပြပုံပြနည်းတွေကလည်းတစ်ချက်ကလေးမှမလွဲဘူးကျွန်တော်တို့လေရင်မူးတွေမောင်းတယ်လို့မောင်းပြီးချောချောမောမောတက်သွားတာပဲဒါပေမဲ့ပြဿနာကအခြားမဟုတ်ဘူးအဲ့လေရင်ကလုံးဝပြန်မလာတာပြဿနာပဲရူဒါဖို့ဒီစင်ဒါစ်ဤစကားတွေများစွာစိတ်ဝင်စားနေပုံရသည်အဲ့ဒါဘယ်တော့မှဖြစ်တာလဲလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ခဲ့တယ်ထင်တယ်1932ခုနှစ်ကဖြစ်မယ်ကျွန်တော်တို့ဟိုတော်လန်ရေးတစ်ခုဖြစ်လာတော့ဘတ်စကူကနေပြီးပတ်ရှွာကိုအရက်သူအရက်သားတွေကိုတဲပို့ပြီးနေကြရတယ်လေခင်ဗျာအဲ့ကိစ္စကိုတော့မှတ်မိအောင်ပဲထင်ပါတယ်အဲ့ဒီနေရာမှာအဲ့ဒီအချိန်ကစူပူမှုတစ်ခုဖြစ်လာတယ်ကျွန်တော်ဆိုရင်အဲ့လိုအဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့လုံးဝကိုမမျှော်လင့်ခဲ့ဘူးဒါပေမဲ့အဖြစ်ကတကယ်ဖြစ်လာတာရူတာဖို့ကြီးစိတ်ဝင်စားမှုဒီတိုး၍လာသည်အဲ့ဒါလိုအချိန်တွေမျိုးမှာခင်ဗျားတို့အနေနဲ့လေရင်တစည်းအတွက်တာဝန်ချထားတဲ့လူဟာဘယ်နည်းနဲ့မှတယောက်တည်းတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်မှန်ပါတယ်ကျွန်တော်တို့တာဝန်ချထားတာအများကြီးပါလေရင်ပြန်ကြီးတစည်းအတွက်တာဝန်ချတယ်လို့ချထားတာပါဒီလေရင်ရဲ့ဆက်ကလည်းပြည်နယ်ရဲ့မဟာရာဂျာစော်ဘွားတွေအတွက်မို့အထူးတလဲထုတ်ထားတဲ့ဆက်ပြအိန္ဒိယမြေတိုင်းဌာနကလူတွေတောင်မှဒီလေရင်ပြန်နဲ့ကက်ရှမီးယားပြည်နယ်တဲကအမြင့်ဆုံးတောင်တွေကိုတွားပြီးလေ့လာတိုင်းထွာခဲ့ဘူးသေးတယ်အဲ့ဒီလေရင်ပြန်ဟာပတ်ရှွာကိုလုံးဝမရောက်ခဲ့ဘူးဆိုပါတော့ဟုတ်လားဟုတ်တယ်ပတ်ရှွာကိုလုံးဝမရောက်ဘူးတခြားဘယ်မြို့ဘယ်ရွာကိုမှလည်းမရောက်ဘူးဒါဟာလည်းဒီဖြစ်ရဲ့အလွန်ထူးဆန်းတဲ့အပိုင်းတစ်ပိုင်းပဲတကယ်လို့လေရင်ကိုမောင်းယူသွားတဲ့လူဟာဒေသခံတိုင်းရင်းသားတစ်ယောက်ဖြစ်မယ်ဆိုရင်သူဟာလေရင်ကိုတောင်ကုန်းတွေဘက်မောင်းသွားလိမ့်မယ်လို့ယူဆရတယ်။သဘောကတော့လေရင်ပေါ်မှာပါလာတဲ့ခီးတဲ့တွေကိုပြန်ပေးဆွဲဖို့ပေါ့။ဘာပဲဖြစ်ပေါ့လေ။ကျွန်တော်ထင်တာကတော့အကုန်လုံးတေကုန်တယ်လို့ပဲထင်တယ်။နေဆက်ကတော့ခင်ဗျားသိတဲ့အတိုင်းပဲလေရင်ပြန်နဲ့တိုင်းမိနိုင်လောက်တဲ့တောင်ထွက်တောင်တန်းတွေကအများကြီးမဟုတ်လား။ဒီလေရင်ပြန်နဲ့ပတ်သက်လို့ကတော့ထွက်သွားပြီဆိုကြတဲ့ကနောက်ထပ်ဘာမှမကြားရတော့ဘူး။ဟုတ်တယ်ကျွန်တော်လည်းဒီတိုင်းပြည်အကြောင်းသိပါတယ်အဲ့ဒီတော့ကလေရင်ပြန်ပေါ်မှာခီးတဲ့ဘယ်နှဦးပါသွားသလဲ၄ယောက်လို့ကျွန်တော်ထင်တယ်ယောက်ျား၃ယောက်နဲ့သာသနာပြုအဖွဲ့ဝင်အမျိုးသမီး၁ယောက်ပဲယောက်ျား၃ယောက်ထဲမှာ၁ယောက်နာမည်ကကွန်ဝေးလို့ခေါ်တယ်မဟုတ်လားစင်ဒါစ်ဒီအန်အော်လီယရှိဘာဘလို့ဟုတ်တယ်ပွဲတန်းကျော်ကွန်ဝေးခင်ဗျားသူ့ကိုသိသလားသူနဲ့ကျွန်တော်ကတချောင်းနဲ့အတူနေခဲ့ကြတဲ့ကျောင်းနေဘက်တွေပါဟုရူတာဖိုကဖြေသည်မတတ်တာ၍အဖြေပေးလိုက်ရတော့လဲသူ့စိတ်တွင်မလုံးမလဲဖြစ်ဟန်ရှိသည်သူကပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ပါဘတ်စကူးမှာသူလောက်ကင်သွားသမျှဟာဘာပြဿနာမှမရှိခဲ့ပါဘူးဟုစင်ဒါစ်ကဆက်ပြောသည်ရူတာဖိုကကောင်းညိတ်သည်ဟုတ်တယ်လူကတော့လူပြောလူကောင်းတစ်ယောက်ပါဒါပေမဲ့အဖြစ်ကတိတ်ထူးဆန်းလွန်းလို့တော်တော်ကိုထူးဆန်းတဲ့အဖြစ်ဆိုတော့သူဒီစိတ်ထဲရှိသမျှကိုပြောလိုက်တော့မိဟန်ပြင်ပြီးကမှသူ့ကိုယ်သူပြန်ထိန်သည်ထို့နောက်အတန်ကြာမှသူစကားကိုဆက်သည်ဒီအဖြစ်ကသတင်းစာတွေထဲမှာမပါဘူးပါရင်တော့ကျွန်တော်ဖတ်မိမှာပါဖြစ်ပုံကဘလို့လဲစင်ဒါဤမျက်နှာထားသည်စိတ်မသက်သာဖြစ်ခြင်းကိုဖော်ပြလျက်ရှိကျွန်တော်စိတ်တင်ပြောရလျင်စင်ဒါဤမျက်နှာသည်နီးရဲလျက်ရှိသည်အမှန်တိုင်းသာပြောရမယ်ဆိုရင်တော့ကျွန်တော်အခုကိစ္စကိုပြောနေတာဟာကျွန်တော်ပြောသင့်ပြောလိုက်တာတဲ့ပိုပြီးပြောနေမိပြီလို့ထင်တာပဲဗျာဟုအဖြေပေးလေသည်ပြီးမှသူကဆက်၍တခုတော့ရှိတယ်လေအခုချိန်မှာတော့ဒီကိစ္စကဘာမှပြဿနာဖြစ်လာနိုင်မယ်မထင်ပါဘူးတက်ကအရာရှိတွေကြားမှာတော့ဒီသတင်းဟာသတင်းဟောင်းသတင်းဆွေတစ်ပုတ်ဖြစ်နေလောက်ပါပြီဈေးစကားဟာဈေးထဲမှာပဲရှိနေတာကောင်းပါတယ်အမှန်တော့ဒီသတင်းကိုဖုံးပြထားကြတယ်ကျွန်တော်ဆိုလိုတာကဖြစ်ပျက်လာပုံကိုဖုံးပြထားတယ်လို့ဆိုလိုချင်တာပါဖြစ်ပုံကမယုံကြည်နိုင်စရာအဖြစ်မျိုးဆိုတော့လူသိရှင်ကြားပြောဖို့ခက်တယ်မဟုတ်လားအစိုးရဘက်ကတော့လေရင်တစည်းပျောက်ဆုံးသွားတယ်လို့ကြေညာတယ်ခီးတဲ့တွေရဲ့အမိကိုဖော်ပြတယ်တာမန်အရက်သူအရက်သားတွေကြားမှာရှိနေတဲ့စိတ်ဝင်စားမှုအတွက်တော့ဂျင်းနဲ့လောက်ဆရာကောင်းတဲ့သတင်းမျိုးမဟုတ်ဘူးပေါ့
ထိုခဏမှာပင်စဖက်စပွဲသို့သွားနေသည့်ဝိုင်းလင်းတစ်ယောက်ကျွန်တော်တို့ထံပြန်ရောက်လာသည်စင်ဒါစ်ကတောင်းပန်တိုးလျိုသည့်မျက်နှာထားဖြင့်စီ၍ကြည့်သည်ဒီမဲ့ဝိုင်းလင်းဒီမိတ်ဆွေတွေကပွဲတိုင်းကျော်ကုန်ဝေးအကြောင်းမေးနေကြတယ်ကျွန်တော်လည်းဘတ်စကူးမှာဖြစ်ခဲ့သမျှကိုတော့နည်းနည်းပါးပါးပြောပြလိုက်မိပြီဒီလောက်ပြောပြတာတော့ဖြင့်ကိစ္စမရှိနိုင်ဘူးထင်ပါတယ်ခင်ဗျဘလို့သဘောရတယ်လဲဝိုင်းလင်းကချက်ချင်းမဖြစ်ပဲအတန်ကြာငြိမ်စိတ်နေသည်အလုတ်တာဝန်နှင့်ခင်မင်ရင်းနှီးမှုချတွင်အစဉ်ပြေစရာနီလန်တစ်ခုရှာဖွေနေသည်မှာထင်ရှားလျက်ရှိကျွန်တော်အနေနဲ့မတွေးဘဲမနေနိုင်ဘူးနောက်ဆုံးတွင်သူ့ပါဇက်မှဤစကားတစ်ခွန်းထွက်လာသည်ဒီကိစ္စကိုပုံမြင်တစ်ပုတ်ပြောသလိုပြောရမှာမို့ဝမ်းနည်းစရာတော့ခက်ကောင်းကောင်းပဲဟုလည်းရေရွတ်သည်ကျွန်တော်ကတော့ခမရတို့လေတက်ကလူတွေဟာလှုပ်ဝက်ထားရမယ့်ကိစ္စမှန်သမျှကိုဘယ်သူမှထုတ်မပြောဖို့နှုတ်လုံခြင်းအပြင်ကိုယ်ကုံသိက္ခာကိုထိန်းချလိမ့်မယ်လို့အမြဲတမ်းတွေးလာတာဝိုင်းလင်းကဖိဖိနှိမ့်နှိမ့်လေတံဖြင့်စင်ဒါစ်အားတွယ်ဝ၍အပြစ်တင်သည်ထို့နောက်အလွန်တည်ငြိမ်ခံရသောမျက်နှာပေးနှင့်ရူသာဖို့ဒ်အားလှမ်းကြည့်သည်ခမရအနေနဲ့ကတော့သိချင်မှာပေါ့ခမရမမားပါဘူးဒါပေမဲ့ဒီဘက်နယ်စပ်ဒေသတွေမှာဖြစ်ပျက်သမျှကိစ္စကိုလူသိရှင်ကြားလုံးလို့မဖြစ်ဘူးဆိုတာတော့ခမရသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်တစ်ဖက်ကကြည့်ပြန်တော့လူတယောက်အနေနဲ့အမှန်ကိုသိချင်တာသဘာဝပဲမဟုတ်လားဗျရူသာဖို့ဒ်ကလည်းခက်မှမှဒီတန်ဖြင့်တုံးပြန်သည်တေးစားတစ်ခုကိုသိချင်တဲ့နေရာမှာသိချင်တဲ့လူဘက်ကအကြောင်းအချက်ခိုင်လုံနေရင်ဘာမှဖုံးကွယ်ထားကြမလိုပါဘူးအဲ့ဒီကိစ္စဖြစ်တဲ့အချိန်ကကျွန်တော်ပတ်ရွာမှာရောက်နေတယ်ဒါကတော့ကျွန်တော်ခမရကိုအခိုင်အမာပြောနိုင်တဲ့အချက်တစ်ချက်ပဲဒါနဲ့မေးရအောင်မယ်ခမရကုံဝေးကိုကောင်းကောင်းသိသလားကျွန်တော်ဆိုလိုတာကចောင်းသားဘဝကလေးကရင်းရင်းနှီးနှီးတည်ခဲ့လာလို့ဆိုလိုတာပါအောက်စဖို့တက္ကသိုလ်မှာတော့နည်းနည်းပါးပါးတွဲခဲ့ပူတယ်နောက်ပိုင်းမှာတော့တခါတရင်သွားရင်လာရင်နဲ့စုံမိတာမျိုးလောက်ပဲရှိတယ်ခမရရောသူနဲ့အတော်ကြာတွဲခဲ့ပူသလားအင်ဂိုရာမှာတာဝန်ကြတော့ကတော့စုံခဲ့ဘူးတယ်တစ်ချိန်နှစ်ချိန်လောက်တွေ့ပူတာပါခမရသူ့ကိုသဘောကျရဲ့လားကျွန်တော်အထင်ပြောရရင်တော့သူဟာလူတော်တယောက်ပါပဲဒါပေမဲ့တိတ်ပြီးပေါ့ပေါ့တန်တန်နိုင်လွန်းတယ်ရူသာဖို့ဒ်ကပြုံးသည်ဒေါ်လာတော့အမှန်ပဲចောင်းသားဘွားမှာကလေးကအတော်ကလေးထင်ရှားခဲ့တဲ့လူတယောက်ပေါ့အားကစားဘက်မှာလည်းထိပ်တန်းစည်းရင်ဝင်တယောက်ပဲចောင်းသားသမဂ္ဂမှာလည်းခေါင်းဆောင်မန်းဆိုင်ရာမှာနေရာရခဲ့တဲ့လူဟိုစုရလိုက်ဒီစုရလိုက်နဲ့အတော်ကြီးကိုကြော်ကြားခဲ့တယ်ခင်ဗျားနားထောင်ခဲ့ဘူးသမျှအပျော်တမ်းဆန်းတရားဝါသနာရှင်တဲမှာတော့အတော်ဆုံးဆန်းတရားဆရာတယောက်ပဲအန်ဟောစရာကောင်းလောက်အောင်ကိုအဖက်ဖက်ကထူးချွန်တဲ့လူတယောက်ပြဗစ်တိုးရီးယားဘယင်မခေတ်ကအောက်စဖို့တက္ကသိုလ်မှာထင်ရှားခဲ့တဲ့ဂျိုးဝက်လိုလူစားမျိုးပဲဒါပေမဲ့တက္ကသိုလ်ကထွက်ပြီးတဲ့နောက်ပိုင်းမှာကျတော့သူ့နာမည်ကမြုပ်သွားခဲ့တယ်သူ့လမ်းကြောင်းဟာစစ်ကြီးကြောင့်တန့်သွားခဲ့ဟန်တူပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့လေသူ့ရဲ့လူငယ်ဘဝကိုတော့ကောင်းကောင်းသုံးချသွားခဲ့တဲ့လူတယောက်လို့ဆိုရမှာပဲသူ့မှာတခုခုဖြစ်သွားတာတော့အမှန်ပဲဟုဝိုင်းလင်းကပြန်ပြောသည်ဒါပေမဲ့ကြီးကြီးကျယ်ကျယ်ဘဝပြက်လောက်အောင်ဖြစ်တာမျိုးတော့မဟုတ်ဘူးတက်ထဲရောက်တော့လည်းမစိုးပါဘူးသူပြင်သစ်နိုင်ငံမှာတာဝန်ကျနေတော့ DSO လို့ခေါ်တဲ့အမှုတန်းကောင်းပွဲရသွားတယ်စစ်ကြီးပြီးတော့သူကအောက်စဖို့တက္ကသိုလ်ကိုပြန်ပြီးအလုပ်လုပ်တယ်လို့ထင်တယ်ကတိကအလုပ်လားပါမောက္ခအလုပ်လားဆိုတာတော့မပြောတတ်ဘူးအဲ့ဒီနောက်ကျတော့သူဟာအရှေ့ပိုင်းနိုင်ငံတွေဘက်ကိုခရီးထွက်သွားတယ်လို့ကျွန်တော်သိခဲ့ရတယ်သူအဲ့ဒီဘက်နိုင်ငံတွေကပြန်လာတော့လေအရှေ့တိုင်းဘာသာစကားတက်ကျွမ်းတဲ့အရေးချင်းကြောင့်သူကြိုက်ရအလုပ်ကိုလွယ်လွယ်ကူကူပဲရခဲ့တယ်ယာရုအတော်များများကိုလည်းပြောင်းရွှေ့ပြီးအမှုထမ်းခဲ့ရတယ်ရူသာဖို့ဒ်ကတစ်ချိန်ထက်၍ပြုံးပြန်သည်သူ့အပြုံးသည်စောစောကအပြုံးထက်ပို၍လေးနက်သောအသွင်ဆောင်လျက်ရှိဒါပေါ့လေအလုတ်ကပဲအရာရာကိုဆုံးဖြတ်တာမဟုတ်လားနိုင်ငံခြားရေးဌာနရဲ့လက်အောက်ခံယုံတရုံမှာထိုင်ပြီးဝင်လာတဲ့စာတို့စာလေးတွေဖတ်လိုက်မှတ်ချက်တူလေးတွေရေးလိုက်လက်မှတ်တူလေးထိုးလိုက်တန်အမကြီးရဲ့ရုံခန်းထဲဝင်ပြီးလက်ဖိပွဲလေးပြင်ပေးလိုက်နဲ့အချိန်ကုန်ရမယ့်အလုံးမျိုးကိုလုံနေရတဲ့လူတုပ်ဦးမှာထူးခြားတဲ့အည်သွေးဟာဘယ်ရှိနိုင်တော့မှာလဲဒီလိုလူမျိုးရဲ့အကြောင်းကိုတမိုင်းကလည်းဘယ်တော့မှမှတ်တမ်းတင်မထားပါဘူး။အိုဗျာသူကကောင်ဆယ်ဝင်ရုံမှာလောက်ရတာပါတန်တမန်ဆက်သွယ်ရေးဆိုင်ရာဌာနမျိုးမှာတာဝန်ယူရတာမျိုးမဟုတ်ပါဘူး။ဝိုင်းလင်ကဟန်ကြီးပန်ကြီးနိုင်လာတော့လေတံဖြင့်ပြောသည်ရူသာဖို့ဒ်ကမလို့တမတန်ဖြင့်တယောလိုက်သည့်စကားကိုသူလုံးဝဂယုမဆိုင်သည်မှာထင်ရှားလျက်ရှိရူသာဖို့ဒ်ကတော့ဝိုင်းလင်းပြောနေသည့်စကားကိုအရေးတယူလုပ်၍နားထောင်ခြင်းမပြုတော့ပဲထိုင်ရမှထသည်တကယ်တော့အချိန်ကလည်းအတော်ကလေးနောက်ကျနေပြီကျွန်တော်ကပါရောရောင်၍ထားကပြန်တော့မိဟုနှုတ်ဆက်သည်ဝိုင်းလင်းကတော့ကျွန်တော်တို့နှုတ်ဆက်နေသည်ကိုတိတ်ပြီးအရင်မထားသည့်ပုံစံမျိုးစင်ဒါစ်ကတော့သူ့လိုမဟုတ်တရင်တနည်းနဲ့ဟဟပပပင်နှုတ်ဆက်နေသည်ကျွန်တော်တို့နှစ်ယောက်နဲ့
တနေ့နေ့တစ်ချိန်ချိန်တွင်ထက်၍ဆုံကြလိမ့်မည်ဟုသူမျှော်လင့်ကြောင်းပြောလျက်ရှိသည်ကျွန်တော်တို့အနေဖြင့်ဥရောပသွားမီရထားကိုမီဖို့အတွက်မနက်ကျမှအစိုးရထား၍သွားရမည်ဖြစ်ရာအချိန်ဖြုံးရအောင်မည်အခြေအနေ၌ရှိနေသည်နှစ်ယောက်သားအငားကားဆောင်နေကရူသာဖိုးကကျွန်တော်အားသူနေသည့်ဟိုတယ်သို့လိုက်၍အချိန်ဖြုံးရန်ခေါ်သည်သူ့အခန်းတွင်တိကျအခန်းတစ်ခန်းရှိသဖြင့်အေးအေးဆေးဆေးထိုင်၍စကားပြောနိုင်ပါသည်ဟုသူကဆိုသည်ဤတိုင်းသာဆိုပါကကျွန်တော်အတွက်များစွာအဆင်ပြေလိမ့်မည်ဟုကျွန်တော်ကပြန်ဖြေသည်ဒီလိုဆိုပိုကောင်းတာပေါ့ဗျာကျွန်တော်တို့ကိုငွေအကြောင်းဆက်ပြောနိုင်တာပေါ့ခင်ဗျားမငြီးငွေဘူးဆိုရင်တော့ကျွန်တော်ကသူ့အကြောင်းဆက်ပြောခြင်းသေးတယ်ဟုတ်သူကပြောသည်ကျွန်တော်ဒီကုံဝင်းနဲ့ရင်းနှီးတီကျွမ်းခင်မင်ခဲ့သူမဟုတ်ပါသို့တော်လည်းသူ့အကြောင်းပြောမိဆိုရင်တော့ငြီးငွေခြင်းမဖြစ်ဟုကျွန်တော်ကပြန်ပြောသည်ကျွန်တော်တက္ကသိုလ်ရောက်လို့ပထမနှစ်လဲကုံရောသူလည်းကျောင်းထွက်သွားရောအဲ့ဒီနောက်ကျွန်တော်သူ့ကိုလုံးဝမတွေ့တော့ဘူးဒါပေမဲ့သူကျွန်တော်အပေါ်ထူးထူးခြားခြားကောင်းခဲ့တာလေးတစ်ခုရှိခဲ့ဘူးတယ်ကျွန်တော်တက္ကသိုလ်ရောက်စကျောင်းသားတင်မှုကူညီခဲ့တဲ့ကိစ္စလေးပါသူကူညီခဲ့တာကအသေးဖွဲလေးတစ်ခုပါဒါပေမဲ့ကျွန်တော်မေ့မသွားဘူးအမြဲတမ်းရနေတယ်ရူတာဖိုးကကျွန်တော်စကားကိုထောက်ခံသည်ဟုတ်တယ်ကျွန်တော်လည်းသူ့ကိုတော်လေးခင်မင်မိတယ်ကျွန်တော်သူ့ကိုတိတ်တွေးဘူးတာမဟုတ်ဘူးလူချင်းလည်းတိတ်ခင်ခဲ့တာမဟုတ်ဘူးထို့နောက်ကျွန်တော်တို့နှစ်ဦးစလုံးငြိမ်စိတ်နေကြသည်ဤငြိမ်စိတ်နေသည့်ကာလအတွင်းတွင်ကျွန်တော်တို့နှစ်ဦးစလုံးတရင်တနည်းခင်မင်ခွင့်မရခဲ့ပါလျက်နှင့်အမြဲတမ်းလိုတတိယနေသောလူတစ်ယောက်၏အကြောင်းကိုစဉ်းစားနေပြီးကြသည်ကွန်ဝေးကိုတစ်ချိန်နှစ်ချိန်လောက်တွေ့ဘူးမြင်ဘူးယုံဖြင့်အမြဲတမ်းလိုမေ့၍မရနိုင်လောက်တတိယသူများကိုကျွန်တော်ကိုယ်တိုင်မကြာခဏတွေ့ခဲ့ဘူးသည်